ဂျိုရှူအာဘန်နဲ့ဘရူနိုဆေးဘာတို့ရဲ့ပွဲကြိုသုံးသက်ချက်ဒီပွဲစဉ်ကိုခုလာမဲ့ဇွန်လ9ရက်တနင်္ဂနွေနေ့မနက်ခင်းမှာကြည့်ရှုရမှာဖြစ်ပါတယ်။ဂျိုရှူအာဘန်ကအသက်အရွယ်အပြင်အခုမှ23နှစ်ပဲရှိသေးတယ်။အရက်က9ပေ9လက်မှဝစ်က65လက်မှရှိတယ်။ Professional MMA ကစားသမားဘဝမှာ15ပွဲထိုးထားပြီးတော့73ပွဲနိုင်2ပွဲပဲရှုံးထားတယ်။ UFC မှာ9ပွဲထိုးထားပြီးတော့6ပွဲနိုင်1ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတယ်။သူ့ရဲ့ပြိုင်ဘက်ဖိုက်တာဘရူနိုဆေးဘာကတော့အသက်အရွယ်အပြင်35နှစ်ရှိပြီ။အရက်က9ပေ4လက်မှဝစ်က65လက်မှရှိတယ်။ Professional MMA ကစားသမားဘဝမှာ23ပွဲထိုးထားပြီးတော့14ပွဲနိုင်6ပွဲရှုံး2ပွဲတည်1ပွဲကတော့ NC ပါ UFC မှာ10ပွဲထိုးထားပြီးတော့4ပွဲနိုင်3ပွဲရှုံးတပွဲက NC မှတ်တမ်းပိုင်ဆိုင်ထားပါတယ်ဒီကစားသမား2ယောက်ကိုရှင်းကြည့်ရရင်အသက်အရွယ်ပိုင်းကဘန်က23နှစ်ဘရူနိုဆေးဘာက35နှစ်ဆိုတော့တက်လူနဲ့ကြလူတွေ့တဲ့အချိန်မှာတဘာပိုင်းမှာတော့ဘရူနိုဆေးဘာကတားတယ်ဆိုပေမဲ့အသက်အရွယ်ရတွက်လက်မှုပိုင်းမှာကျွန်တော်တို့ဘန်ကတားပါလိမ့်မယ်အရက်မောင်းတွေလက်တံတွေလည်း2ယောက်စလုံးကတိတ်မတိမ်မင်းဆိုတော့တိတ်ပြီးတော့ပြောစရာမရှိဘူးနောက်ပြီး2ယောက်လုံးကလည်း orthodox stand နဲ့ပဲကစားတယ်နိုင်ပွဲတွေကိုပြန်ကြည့်ရရင်ဘန်က decision နဲ့နိုင်ပွဲကပိုများတယ်အလဲထိုးနဲ့နိုင်တာတပွဲပဲရှိတယ်ဘရူနိုဆေးဘာကကြတော့ဘန်နဲ့ပြောင်းပြန်နိုင်ထားတဲ့4ပွဲမှာ3ပွဲကအလဲထိုးတပွဲပဲ decision နဲ့နိုင်ထားတယ်ဆိုတော့အကြမ်းဖျင်းပြောရရင်ဘရူနိုဆေးဘာကဘန်ထက်အနည်းငယ်ပါဝါတာတယ်လို့ပြောရမယ်ဒါပေမဲ့တပွဲနဲ့တပွဲတိုးတက်လာတဲ့ဘန်ကလည်းဒီပွဲမှာအရင်ပွဲတွေထက်ပါဝါပိုတင်လာလိမ့်မယ်လို့ထင်တယ်။နောက်ပြီးလျင်မြန်တိကျတဲ့လက်သီးချက်တွေကဘရူနိုဆေးဘာထက်ဒီပွဲမှာလည်းပိုပြီးတော့တာပါလိမ့်မယ်။ဘရူနိုဆေးဘာကထိုးတဲ့အချက်တော်တော်များများမှာပါဝါတိတ်ပြီးတော့ထွက်တာကိုမတွေ့ရဘူး။ဒါပေမဲ့ဘန်အနေနဲ့ဆေးဘာရဲ့ဘယ်လက်ချက်ထောက်ပြီးတော့ညာဖြောင်းပစ်သွင်းတာကိုတော့ဒီပွဲမှာအဓိကထားပြီးအောင်ဆိုင်ရလိမ့်မယ်လို့ထင်တယ်။ဘန်ကလည်းဆေးဘာအနေနဲ့ပတ်တာမပြေဘူးဆိုရင်ဒီပွဲမှာအလဲထိုးပြမယ်ဆိုပြီးတော့ပြောထားတယ်။ဆေးဘာကလည်းဒုတိယချီမှာဘန်ကိုအလဲထိုးပြမယ်ဆိုပြီးတော့ပြန်ပြောထားတယ်။တေချာတာကတော့ဒီပွဲဟာ2ယောက်စလုံး striking ဘိုင်းနဲ့ပဲတွားကြပါလိမ့်မယ်။လုံးဝကြည့်ကောင်းမဲ့ပွဲတစ်ပွဲပါ။ကျွန်တော်ကတော့ဒီပွဲကို decision ထိရောက်လိမ့်မယ်လို့မထင်ဘူး။ decision ရောက်ရင်လည်းတိကျမြန်ဆန်တဲ့လက်သီးချက်တွေထွက်တဲ့ဘန်ပဲအနိုင်ရသွားလိမ့်မယ်လို့ထင်တယ်။ဆိုတော့ညီကိုတို့အနေနဲ့ရောဒီပွဲမှာဘန်အနေနဲ့အလဲထိုးနိုင်ပါမလားဆိုတာအောက်က comment မှာမှတ်ချက်လေးပေးခဲ့ပါဦးအဆုံးထိကြည့်ရှုပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်